အလုတ္တမဝန်ကြီးဌာနအမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး1/2025ကိုဒီကနေ့နေ့လယ်ပိုင်းကအဆိုပါဝန်ကြီးဌာနယာယီစည်းဝေးခန်းမှာကျင်းပပြုလုပ်ရာအမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌအလုတ္တမဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးချစ်စွေတက်ရောက်အဖွဲ့အမှာစကားပြောကြားရမှာလူမှုဖူလုံရေးအဖွဲ့အနေနဲ့အလုတ္တမများရဲ့လူမှုဘဝလုံခြုံရေးအတွက်လူမှုကာကွယ်စောင့်ရှောက်မှုများကိုလူမှုဖူလုံရေးဥပဒေနဲ့အညီအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းလက်ရှိမှာလူမှုဖူလုံရေးစီမံကိန်းကိုအကျုံးဝင်မြို့နယ်126မြို့နယ်အထိတိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီးအလုတ်ဌာနများမှာအာမခံအလုတ္တမ1.29 သန်းခန့်အတွက်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ငွေကြေးအကျိုးခံစား권များခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်းလူမှုဖူလုံရေးအဖွဲ့အနေနဲ့နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ ISSAအာဆီယံလူမှုဖူလုံရေးအသင်း ASSA တို့မှာအဖွဲ့ဝင်ဖြစ်ပါဝင်ပြီးနိုင်ငံတကာအဆင့်မီထိရောက်ကောင်းမွန်တဲ့လူမှုဖူလုံရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရလူမှုဖူလုံရေးအဖွဲ့များအနေနဲ့အာမခံအလုတ္တမများရဲ့အကျိုးကိုရှေ့ရှုပြီးအခုအစည်းအဝေးမှာမန္တလေးမြေငင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့်ငရင်ဘေးတင်ခဲ့ရတဲ့တိုင်းဒေသကြီးပြည်နယ်6ခုရှိအာမခံထားရှိသူများအားတဘာဝဘေးအန္တရာယ်ကြောက်ရွံ့မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권 40% ပေးရခြင်းနဲ့အာမခံအလုတ္တမများရဲ့မူလတန်းအလယ်တန်းအထက်တန်းတက္ကသိုလ်ကောလိပ်တို့မှာအချိန်ပြည့်ပညာသင်ကြားနေတဲ့သားသမီးများအတွက်ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းများအားလည်းမှတ်တမ်းတင်အတည်ပြုသွားမှာဖြစ်ပါကြောင်းပြောကြားပါတယ်။အဲနောက်လူမှုဖူလုံရေးအဖွဲ့ခေတ္တညွှန်ကြားမှုချုပ်ကလုပ်ငန်းဆောင်ရွက်မှုများရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပြီးမျိုးသားအဆင့်အဖွဲ့ဝင်ဒုတိယဝန်ကြီးနဲ့ဌာနကိုယ်စားလှယ်များကအစီအစဉ်အတိုင်းဆွေးနွေးတင်ပြခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။